ပညာသိသူကပညာသိဆိုတာဘာလဲဆိုတာကကျွန်တော်ကနားမလည်နိုင်နားမလည်နိုင်မှုဆိုတာသစ္စာလေးပါးကြီးလို့ပြောရင်လည်းစာပေလိုပဲပြောတာပေါ့လေဒါကတော့လူတိုင်းပြောတတ်စာတတ်ရင်ပြောတတ်တာပေါ့အဲ့တော့မှပညာသိဆိုတာဘာလဲဆိုတာကျွန်တော်ကဒါအနှစ်သက်ခဲ့တာကျွန်တော်ဘဝမှာအဲ့ဒါဘာလဲဆိုရှင်သာရိပုတ္တရာကိုရောမြတ်သောတာပန်ဖြစ်စေတဲ့ရေဓမ္မကျွန်တော်တို့ပညာပဲအဲကျွန်တော်တို့ရဲတင်းတင်းပဲအဲကျွန်တော်တို့ဒီဟာကိုနှစ်သက်တယ်ကျွန်တော်ကတော့ဒါကိုနှစ်သက်တာပြောတာရေဓမ္မဟိတုပ္ပဝေဒေတံဟိတုံတတ္တကတော့အဟာဆိုဖြစ်သမျှတရားတိုင်းမှာအကြောင်းရှိတယ်ဆိုတာဖြစ်သမျှတရားတိုင်းမှာအကြောင်းရှိရဆိုတော့ကျွန်တော်သိနိုင်အကျိုးပဲသိတယ်လို့ကျွန်တော်မသိဘူးကျွန်တော်အကြောင်းရောအကျိုးရောနှစ်ခုသိတယ်လို့အမြဲထင်တယ်ကျွန်တော်ကအဲ့တော့ရေဓမ္မကဖြစ်သမျှတရားတိုင်းမှာအကြောင်းကြံဒီစေတနာလေးကဘာအကြောင်းပေါ်ရတာဆိုအကြောင်းမရှိဘဲနဲ့တော့မပေါ်ဘူးအကြောင်းတော့ရှိရတယ်ပြောချင်တာကျွန်တော်တို့ကစေတနာဖြစ်ပြလို့လိုက်တော့ဟုတ်တာပေါ့အကြောင်းကြီးကြံခဲ့တာပြဿနာကကျွန်တော်တို့ကဒီအကြောင်းမသိသိနိုင်ခဲ့ဘူးပြောချင်တာအကြောင်းမသိသိနိုင်ခဲ့အကျိုးတရားပဲဖြစ်ပြရှုပြီးတော့အဲ့ဒါတမာတိလေးတော့ယုံ nant ဖြစ်ပြရှုတယ်ဆိုတာဟာဘွဲ့မဆုံးဖြစ်နေပြဿနာကဖြစ်ပြမြင်ဖြစ်ပြဖို့ဖြစ်ပြဆိုတာသွားလို့မရဘာပြုတ်လို့လဲဒီဟာကြီးကြံခဲ့တာပညာဆိုတာအာယုံမရှိဘဲနဲ့ဒီစေနာပေါ်လို့ကော်ဖီတောက်ပါအောင်ဆိုဟိုကတယောက်ကိုမြင်ရအောင်ပါလေမြင်တယ်လဲဟိုဘက်ကလည်းပြုံးပြအောင်ပါကွာစေနာပေါ်မှာပေါ့ဟိုကမဲ့ပြမှာဘယ်သူကကော်ဖီတိုက်တာတော့ပြောချင်တယ်ဟာဒီစေနာလဲအကြောင်းရှိမှပေါ်တာအကြောင်းတိုက်ဆိုင်မှပေါ်သွားတဲ့သဘောဒီကောင်လေးကဒီစေနာအစတွေကမရှိဘူးဘလို့ပေါ်လာတော့အကြောင်းလဲပြည့်စုံဖတ်နဲ့မှန်ရှိလိုက်တဲ့ပုံကြီးလေးပေါ်ကြိုက်တဲ့သဘောမျိုး newly arise တဲ့သဘောမျိုးကိုကိုဉာဏ်နဲ့မှာပေါ်သလိုပဲဒီစေနာလေးကလည်းအစရဘဲမှမရှိဘူးလက်ခုပ်တန်ဘဲမှမရှိဘူးဒီနှစ်ခုရဲ့မှာအဲ့ဒီအစ်စ်ပေါ်လာတာလေတရားပဲကျွန်တော်ဘဝမှာကျွန်တော်ဘဝပြောင်းလဲတာ newly arise ပဲအစ်စ်ဖြစ်ပေါ်လာ